မြန်မာပြည်ရဲ့မန္တလေးထောင်ထဲမှာနှစ်နဲ့ချီအကျဉ်းကျရင်အဆိုရောဂါပြင်းပြင်းထန်ထန်ခံစားခဲ့ရတဲ့အိန္ဒိယတော်လှန်ရေးခေါင်းဆောင်တယောက်ရှိခဲ့ပါတယ် But whether we survive or not, whether we individually live to see India free or not, we are confident that India shall be free. ရန်ကုန်ကိုအဲ့ဒီလူဟာစစ်ဌာနချုပ်အဖြစ်ပြောင်းရွှေ့ပြီးမင်းတို့ငါ့ကိုတွေးပေးပါငါမင်းတို့ကိုလွတ်လပ်ရေးပေးမယ်လို့ကြွေးကြော်ခဲ့တယ်။ဂန်နီကငိမ့်ချမ်းရေးနဲ့လွတ်လပ်ရေးတောင်းနေချိန်မှာအဲ့ဒီလူဟာဓမြကကိုယ့်ဝင်ကိုလာလွှင့်ရင်ဓာတ်နဲ့ပဲပြန်ခုတ်ရမယ်လို့ဆိုကဗြိတိရှ်အင်ပါယာကိုလက်နက်ဆွဲကန်တော်လှန်ဖို့အိန္ဒိယအမျိုးသားစစ်တပ် INA ကိုဥဆောင်ခဲ့တယ်။လူတွေကနေတာကြီးခေါင်းဆောင်ကြီးလို့အလေးမြတ်ခေါ်ကြပြီးဗိုလ်ချုပ်အောင်ဆန်းဒေါက်တာဖားမော်တို့နဲ့ရင်းနှီးတဲ့မိတ်ဆွေဖြစ်ခဲ့တာပါ။သူကတော့အိန္ဒိယတော်လှန်ရေးခေါင်းဆောင်ကြီးစူပါချန်ဒရာဘို့စ်ပဲဖြစ်ပါတယ်။သူ့ကို1898ခုနှစ်ကိုတိရှပြည်နယ်ကတက်မြို့မှာမွေးဖွားခဲ့ပြီးမိသားစု14ယောက်ထဲမှာ9ယောက်မြောက်သားဖြစ်ပါတယ်။အိန္ဒိယရဲ့အထက်တန်းမှာပညာတတ်ကာယတမျိုးကဖြစ်ပြီးဖခင်ဖြစ်သူကလည်းချမ်းသာတဲ့ထိပ်တန်းရှိနေကြီးဖြစ်တယ်လို့မိခင်ကလည်းစီကန်းကြီးတဲ့အမျိုးသမီးပါ။ပြောရရင်ဘိုးရဲ့စိတ်သက်ပြတ်သားမှုတွေကသူ့မိခင်ရဲ့အဆုံးအမတွေကနေရခဲ့တာဗျ။ဒါပေမဲ့သူဟာဖခင်ဖြစ်သူရဲ့ဆန္ဒကြောင့်အင်္ဂလန်နိုင်ငံ Cambridge တက္ကသိုလ်အထိတွားရောက်ကဗြိတိရှ်အင်ပါယာရဲ့ထိပ်တန်းအုပ်ချုပ်ရေးစာမှုဘ ICS ကိုဝင်ပြေခဲ့ပြီးပြည်စင်ချင်း8လပဲရခဲ့တာတော့1920ခုနှစ်မှာအဆင့်4နဲ့အောင်မြင်ခဲ့တာဗျ။ပြောရမယ်ဆိုရင်အဲ့ဒီခေတ်က ICS အောင်ရင်တစ်လုံးစီးစိမ်အာဏာရှိနေလို့ရတဲ့ယာရုမျိုးပေါ့။ဒါပေမဲ့လည်းဗြိတိရှ်တွေအောက်မှာအစီအကံမလုပ်ချင်တာကြောင့်သူ့ဖေကိုလွန်ဆန်ပြီးဘိုးစာ ICS ယာရုကိုဆောက်လောက်က1921ခုနှစ်ဇူလိုင်လမှာအင်္ဂလန်ကနေအိန္ဒိယကိုပြန်လာခဲ့ပါတယ်။သူဟာအိန္ဒိယမြေပေါ်မှာခြေချခြင်းအဲ့ဒီနေ့မှာပဲမိုဘိုင်းမျိုးမှာရှိတဲ့ဂန်နစ်စီကိုတွားကပထမဆုံးအချိန်ပဲစတင်တွေ့ဆုံခဲ့တယ်။အဲ့ဒီချိန်မှာဂန်နီကဗြိတိရှ်အစိုးရနဲ့ပူးပေါင်းဆောင်ရွက်မှုမပြုလုပ်ရေးလှုပ်ရှားမှုကိုတနိုင်ငံလုံးအရှိန်အဟုန်ပြင်းပြတိုက်ပွဲဝင်နေတဲ့အချိန်ပြတကယ်တော့ဘို့စ်ကဂန်ဒီရဲ့လှုပ်ရှားမှုကိုအားကျလို့ပူးပေါင်းမှုတွားခဲ့တာပါဒီလိုနဲ့ဘို့စ်ကဂန်ဒီကိုဗြိတိရှ်တွေစီကအာဏာကိုဘလို့နည်းနဲ့လွတ်ယူမှာလဲဆိုပြီးမိကုန်းတွေဇက်တိုက်မေးခဲ့ပေမဲ့လည်းဂန်ဒီပြန်ပြေခဲ့တဲ့အဖြစ်တွေကစီမံချက်မရှိဘဲဝေဝါးလုံးနေခဲ့တာပါအားကြောင့်သူကအကြမ်းဖက်ပဲဒီလိုနူးညံ့တဲ့နီးလန်းနဲ့ဗြိတိရှ်အင်ပါယာကြီးကိုတကယ်ပဲအနိုင်တိုက်နိုင်ပါမလားဆိုတာဘို့စ်တို့တန်တရားဝင်စရာဖြစ်လာခဲ့ပါတယ်ဒီလိုသူတို့နှစ်ယောက်လမ်းစဉ်ချင်းမတိုက်ဆိုင်ခဲ့ပေမဲ့ဂန်ဒီယာဘို့စ်ရဲ့ဆရာထက်သန်မှုကိုသဘောကျတာကြောင့်ဗြိတိရှ်တွေကိုဆန္ဒပြမှုနဲ့မကပဲအုပ်ချုပ်ရေးအာဏာကိုတိုက်ရိုက်ဝင်နှုတ်ချင်နေတဲ့ကလကတာကခေါင်းဆောင်ချီထရဂျန်ဒါစီကိုလွှတ်ပေးခဲ့ပြီးတော်လိုင်းရဲ့အတွေ့အကြုံတွေကိုစတင်စေခဲ့တာပဲဖြစ်ပါတယ်ဒီလိုနဲ့ဘို့စာသူနဲ့တွေ့တဲ့အခါကျမှဂန်ဒီရဲ့လမ်းစစ်တပ်ပူပြီးပြတ်သားတဲ့ဒီဗျူဟာကိုသဘောကျသွားတာကြောင့်သူ့ဘဝရဲ့နိုင်ငံရေးဆရာအဖြစ်ဒါစ်ကိုတတ်မှတ်ခဲ့တယ်အဲ့ဒီနောက်1924ခုနှစ်မှာချီထရဂျန်ဒါစ်ကကလကတာမြို့တော်မှာဖြစ်လာတဲ့အခါမြို့ပြအုပ်ချုပ်ရေးရန်ရတစ်ခုလုံးကိုဗြိတိရှ်တွေလက်ထဲကလူယူဖို့အတွက်အသက်28နှစ်အရွယ်ပဲရှိသေးတဲ့ဘို့စ်ကိုကလကတာစီပင်သားရဲ့အမှုဆောင်ရရှိချုပ်ရာထူးခန့်လိုက်ပါတယ်အဲ့ဒီလိုနဲ့သူဟာအမှုဆောင်ရရှိချုပ်ဖြစ်လာတဲ့အခါကလကတာကလမ်းမြူတွေကိုဗြိတိရှ်အမြူတွေကနေအိန္ဒိယမျိုးချစ်ခေါင်းဆောင်တွေရဲ့အမြူတွေချက်ချင်းပြောင်းပစ်ခဲ့တယ်လို့စီမံကိန်းတွေမှာလည်းဗြိတိရှ်ကုမ္ပဏီတွေကိုဖယ်ထုတ်ပြီးအိန္ဒိယလူမျိုးပိုင်လုပ်ငန်းတွေကိုပဲလုပ်ကိုင်ခွင့်ပေးကစင်းရဲသားတွေအတွက်အခမဲ့ကြောင်းစည်းရုံတွေကိုပါဖွင့်ပေးခဲ့ပြီးဗြိတိရှ်တို့ရဲ့စီမံခန့်ခွဲမှုရန်ရက်ကိုအိန္ဒိယသားတွေစတင်ထိန်းချုပ်ဖို့ကြိုးပမ်းတဲ့တမိုင်းဝင်ခြေလှမ်းတို့ဖြစ်လာခဲ့တယ်။ဒါပေမဲ့လည်းဒီလိုမျိုးလုပ်ရက်တွေကြောင့်သူ့ကိုဗြိတိရှ်တွေကတော်လိုင်းလက်နက်ကိုင်အဖွဲ့တွေနဲ့လှည့်ဝက်ဆက်ဆက်နေလို့ဆက်ဆွဲကလူထုနဲ့ဆက်သွယ်ပြတ်သွားအောင်မြန်မာပြည်ကမန္တလေးထောင်မှာအကျဉ်းချခဲ့ပါတယ်။ဒါပေမဲ့မန္တလေးထောင်ရဲ့ဆိုးရွားလာတဲ့ရာသီဥတုနဲ့ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့်1924ကနေ1929အထိ3နှစ်နီးပါးဖြတ်သန်းရချိန်မှာဘိုးစာအဆုတ်ရောဂါ TB တန်ကိုအလူးလက်ခံစားခဲ့ရပြီးတကယ်လို့ဘိုးစာတည်သွားရင်လူထုအုံကြမှုဖြစ်လာမှာစိုးရိမ်တာကြောင့်1929မှာဗြိတိရှ်တို့ပြန်လို့ပေးခဲ့ရတယ်။ဒါပေမဲ့သူ့ရဲ့မျိုးချစ်စိတ်ကိုတော့ဗြိတိရှ်တို့မချွတ်ဖက်နိုင်ခဲ့ပါဘူး။သူထောင်ကလွတ်လာပြီးအိန္ဒိယမှာနိုင်ငံရေးတွေဆက်လုပ်နေခဲ့ပေမဲ့ဗြိတိရှ်တွေရဲ့စံညှိမှုကိုခံခဲ့ရကဘိုးရဲ့လှုပ်ရှားမှုတွေကိုပိတ်ပင်ဖို့အတွက်သူ့ကိုထောင်ထဲခဏခဏထည့်တာအိမ်တွင်းအကြချုပ်ချတာတွေဇက်တိုက်လုပ်ခဲ့တာတွေကြောင့်မန္တလေးထောင်ကလေးကရလာတဲ့အဆုတ်ရောဂါပိုဆိုးလာပြီးနောက်ဆုံးတဲတဲပါပျက်စီးကအိယာတဲကမထားနိုင်လောက်အောင်ကျမ်းမာရေးဆွေးဝါးလာပါတယ်။ဒါကြောင့်သူ့ကိုအိန္ဒိယမျိုးပေါ်မှာဆက်ထားရင်ထောင်ထဲမှာလည်းအသက်သေဆုံးသွားတော့မယ့်အနေအထားဖြစ်နေတာကြောင့်ဗြိတိရှ်အစိုးရကိုယ်တိုင်1933ခုနှစ်မှာအိန္ဒိယမျိုးပေါ်မှာနိုင်ငံရေးလုံးဝမလုပ်ရစစ်ကူဖို့အတွက်ဥရောပကိုချက်ချင်းထွက်ခွာသွားမယ်ဆိုတဲ့ကန့်သတ်ချက်နဲ့ဩစတြေးလျနိုင်ငံကိုစစ်လွတ်ခဲ့ပြီးဗီယက်နမ်မြို့မှာစစ်ကူတောက်မှုခံယူခဲ့ရပါတယ်။ဒီလိုနဲ့သူကဗီယက်နမ်မြို့မှာစစ်ကူတောက်နေမကပဲသူ့ရဲ့နိုင်ငံရေးအမြင်ကိုပါတစ်စစ်ချိုးပြောင်းလဲပစ်ခဲ့တာပါ။ဘာလို့လဲဆိုတော့အဲ့ဒီချိန်ကဥရောပမှာခစ်စားနေတဲ့အာဏာရှင်တွေရဲ့စစ်ရေးပယ်ဆိုင်မှုတွေကိုမြန်ဝါထင်ထင်မြင်ခဲ့ရပြီးဗြိတိရှ်ရဲ့ဂန်သူဟာငါတို့ရဲ့မဟာမိတ်ပဲ
လွတ်လပ်ရေးအတွက်ကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့စစ်ရေးအကူအညီယူရမယ်ဆိုတဲ့တန်တမာရေးမက်ဆီပွင့်သွားခဲ့လို့ဖြစ်ပါတယ်ဒီလိုနဲ့ဘီယန်နာမြို့မှာစစ်ကူတိုင်တန်တမာရေးမက်ဆီပွင့်လာခဲ့တဲ့ဘိုးစာ1939ဒီဇင်ဘာ18ရက်နေ့မှာအိန္ဒိယမြို့ပေါ်ကိုပြန်လည်ခြေချလာခဲ့ပြီးနောက်မှာတော့တနိုင်ငံလုံးကိုဗြိတိရှ်စံညင်တရားတွေကိုအရှင်အုံနဲ့ဟောပြောခဲ့တယ်သူ့ရဲ့ပြတ်သားတဲ့ဟောပြောချက်တွေကြောင့်မကြခင်မှာပဲတနိုင်ငံလုံးကလူငယ်တွေရဲ့ထောက်ခံမှုကိုအများဆုံးရရှိခဲ့ပြီးအဲ့ဒီခေတ်ရဲ့လူငယ်ကျယ်ပွင့်ခေါင်းဆောင်လို့တော့တင်စားခြင်းခံခဲ့ရတယ်ဒီလိုလူထောက်ခံမှုအရှင်ဟုံနဲ့သူဟာ1938နဲ့1939ခုနှစ်တွေမှာကွန်ဂရက်ပါတီရဲ့ဥက္ကဋ္ဌအဖြစ်နှစ်ကြိမ်ဆက်တဲ့တင်မြှောက်ခံခဲ့ရပါတယ်ဒါပေမဲ့လည်းကွန်ဂရက်ပါတီအတွင်းမှာတော့လမ်းစဉ်ချင်းမတူခဲ့ကြပါဘူးဗြိတိရှ်ကိုအကြမ်းဖက်ပဲစစ်သက်ညှိနှိုင်းလိုတဲ့ဂန်ဒီနဲ့လက်နက်ကင်တော်လန်ချင်းနဲ့ဘိုးစ်တို့ဟာယူဆချင်းလုံးဝညှိမရခဲ့ပဲနောက်ဆုံးမှာတော့ဘိုးစာဥက္ကဋ္ဌယာဒူးနဲ့ပါတီကနေပါနှုတ်ထွက်လိုက်ပြီး All India Forward Bloc ဆိုတဲ့ပါတီတစ်ကိုတီထောင်ကလမ်းခွဲထွက်ပြီးဗြိတိရှ်စံညင်ကိုတစ်စိုက်မှတ်မှတ်ဆက်လုပ်ခဲ့ပါတယ်ဒီလိုနဲ့1939ခုနှစ်စက်တင်ဘာလမှာဒုတိယကမ္ဘာစစ်စတဲ့မီတောက်လာခဲ့တာကြောင့်ဗြိတိရှ်တို့ဟာစစ်ရေးကြတဲ့တွေကြားမှာအိန္ဒိယပြည်သူတွေကိုအတင်းအဓမ္မစစ်ထဲသွင်းဖို့ကြိုးပမ်းလာခဲ့တယ်ဒီချိန်မှာပဲအိန္ဒိယနိုင်ငံရဲ့လောကမှာမတူညီတဲ့ရည်တည်ချက်နှစ်ခုကြားအကြောင်းတွေကပိုပြီးကျယ်လာခဲ့တယ်တစ်ဖက်မှာတော့ကွန်ဂရက်ပါတီခေါင်းဆောင်ကြီးတွေကဗြိတိရှ်တို့စစ်ပွဲအတွင်းဒုက္ခရောက်နေချိန်မှာသူတို့ကိုအကြမ်းဖက်ပြီးမတိုက်ခိုက်သင့်ဘူးစစ်စံညီနိုင်မှုနဲ့သာအပြေရှားကြဆိုတဲ့အကြမ်းမဖက်တဲ့လမ်းစဉ်ကိုဆက်လက်ဆုပ်ကိုင်ထားခဲ့ကြတယ်ဒါပေမဲ့ဘိုးစစ်အတွေ့ကတော့ဒီစစ်ပွဲဟာအိန္ဒိယလွတ်လပ်ရေးအတွက်ကောင်းဆုံးအချိန်ပဲဗြိတိရှ်တို့စစ်ဖြစ်ပြီးအကျဲနေတာငါတို့အတွက်ကြီးမားဆုံးခွင့်ရပဲလို့ပြက်ပြက်သားသားကြွေးကြော်ကလက်နက်ကင်တော်လန်ပြီးလူရမယ်ဆိုပြီးဘိုးစာတနိုင်ငံလုံးအတိုင်းအတာနဲ့ဗြိတိရှ်တို့စန့်ကျင်တပိတ်မှောက်ဆန္ဒပြပွဲတွေကိုအရှိန်ပြင်းပြင်းနဲ့စတင်လိုက်ပါတော့တယ်ဒီလိုဘိုးစီလှုပ်ဆောင်မှုတွေကြောင့်တနိုင်ငံလုံးပုံကံမှုတွေဖြစ်လာတဲ့အချိန်ဗြိတိရှ်တို့ဟာဘိုးစ်ကိုသူတို့အုပ်ချုပ်ရေးအတွက်အနောက်ရှက်ကြီးတစ်ခုလိုမြန်လာခဲ့ပြီး1940ပြည့်နှစ်ဇူလိုင်လမှာသူ့ကိုကလကတာကနေပါပဲဗြိတိရှ်ထောက်လှမ်းရေးတွေအပြစ်ချပြီးနေအကျယ်ချုပ်ချလိုက်တယ်ဒါပေမဲ့လည်း1941ခုနှစ်ဇန်နဝါရီလ16ရက်ညမှာတော့ဘိုးစာနေအကျယ်ချုပ်ကနေအသက်ဆုံးထွက်ပြေးဖို့ဆုံးဖြတ်ကသူ့ကိုဆာရတ်ချန်ဒရာဘိုးစ်အကူအညီနဲ့မိုဟာမက်ဇီယာဥဒင်ဆိုတဲ့မွတ်စလင်အာမခံကိုယ်စားလှယ်ဖြစ်ရုပ်ဖြတ်ပြီးဗြိတိရှ်ထောက်လှမ်းရေးတွေရဲ့မက်ဆီအောက်ကနေအောင်မြင်စွာထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်ဒီလိုနဲ့သူဟာအာဖဂန်နစ္စတန်နဲ့ရုရှားကိုဖျက်ချော်ကဂျာမနီနိုင်ငံဘာလင်မြို့ကိုအရောက်သွားပြီးအိန္ဒိယကိုဗြိတိရှ်လက်အောက်ကနေလွတ်မြောက်ဖို့အတွက်အာဏာရှင်ဟစ်တလာစီကနေစစ်ရေးအကူအညီတွေကိုတောင်းဆိုခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာဟစ်တလာကအာရှကအိန္ဒိယအရေးထက်ရုရှားကိုတိုက်ဖို့ပဲစိတ်ဆောနေခဲ့တာပါတစ်ဖက်မှာတော့ဂျာမနီထက်ဆိုင်ရင်သူ့ရဲ့မဟာမိတ်ဖြစ်တဲ့ဂျပန်နိုင်ငံကအာရှမှာပိုပြီးအင်အားကြီးသလိုအိန္ဒိယနဲ့လည်းပိုနီးဆက်တဲ့အတွက်ဂျပန်စီကအကူအညီယူတာကပိုပြီးထိရောက်လိမ့်မယ်လို့ဟစ်တလာကဘို့စ်ကိုအကြံပေးခဲ့ပါတယ်ဂျပန်စစ်တပ်ကလည်းအာရှတိုက်တစ်ခုလုံးကိုသိမ်းပိုက်ပြီးအိန္ဒိယနယ်စပ်တွေတုံးတုံးနဲ့နီးကပ်လာနေတာကြောင့်1943ခုနှစ်ဖေဖော်ဝါရီလမှာဘို့စ်ဟာဂျာမနီကနေရင်ကုန်တင်မနဲ့ထွက်ခွာခဲ့တယ်ပင်လယ်ပြင်တစ်လျှောက်အနေပေါင်းများစွာကိုရေဆိုင်ကြောဖြတ်ပြီးဇွန်လမှာတော့ဂျပန်တို့ထိန်းချုပ်ထားတဲ့ဆူမာတာကျွန်းအနီးကိုရောက်လာခဲ့ပြီးဂျပန်အစိုးရနဲ့တရားဝင်ပူးပေါင်းဆောင်ရွက်မှုတွေစတင်ခဲ့ပါတယ်ဒါပေမဲ့ဒီညမှာ INA စစ်တပ်ကြီးဘယ်လိုဖြစ်လာလဲဆိုတာစိတ်ဝင်စားဖို့ကောင်းတယ်ဗျတကယ်တော့ INA ကိုဘို့စ်ကစာကလေးရဖွင့်ထားတာမဟုတ်ပါဘူး1942တုန်းကဂျပန်စစ်တပ်ကမလေးရှားနဲ့စင်ကာပူကိုတိုက်ခိုက်သိမ်းပိုက်တဲ့အချိန်မှာဗြိတိရှ်စစ်တပ်ထဲကအိန္ဒိယစစ်သားထောင်ပေါင်းများစွာကိုစစ်သုံးမှန်အဖြစ်ဖမ်းမိထားတာဗျအဲ့ဒီအိန္ဒိယစစ်သားတွေကိုမျိုးချစ်ဘုံမူကြီးမိုဟန်ဆင်းကစူးစီးပြီး INA ဆိုတဲ့စစ်တပ်ကိုကနန်းခွန်သီးထားတာဖြစ်ပါတယ်ဒါပေမဲ့ခေါင်းဆောင်ပိုင်းအားနေပြီးပြိုကွဲလို့နေပါဖြစ်နေချိန်ဘို့စာဂျပန်အစိုးရရဲ့အစီအစဉ်နဲ့အတူစင်ကာပူကိုရောက်ရှိလာပြီး INA ကိုပြန်လည်ဦးဆောင်ကတပ်သွင်းပေးခဲ့တာပဲဖြစ်ပါတယ်ဒီလိုနဲ့ဘို့စာစစ်သားတွေကိုပြန်လည်စူးစီးပြီးတာနဲ့ဘာတော့ရဲ့ရီမန်းချက်ကအိန္ဒိယလွတ်လပ်ရေးရဖို့ပဲဒါကြောင့်အိန္ဒိယနဲ့နိုင်ငံမချင်းထိစပ်နေတဲ့နာဘီကိုတွားရမယ်လို့ဆုံးဖြတ်လိုက်ပါတယ်ဒါနဲ့ပဲ1944ခုနှစ်ဇန်နဝါရီ9ရက်နေ့မှာရန်ကုန်မြို့ကိုပထမဆုံးချိန်ရောက်ရှိလာခဲ့ပြီးစင်ကာပူကစစ်ဌာနချုပ်ကိုရန်ကုန်မှာပြောင်းရွှေ့က INA ရဲ့အဓိကစစ်စခန်းကိုမြန်မာမျိုးမှာတိစောက်ခဲ့တယ်မင်းတို့ငါ့ကိုတွေးပေးပါငါမင်းတို့ကိုလွတ်လပ်ရေးပေးမယ်ဆိုတဲ့မိကုန်းဟာရန်ကုန်မြို့ကနေတဆင်းအိန္ဒိယတနိုင်ငံလုံးကိုကြွေးကြော်ကလွတ်လပ်ရေးအတွက်စစ်ရေးပစ္စည်းမှုတွေကိုမြန်မာမျိုးကနေပဲအရှိန်ဟုန်မြင့်စတင်ခဲ့တာဖြစ်ပါတယ်အဲ့ဒီလိုနဲ့သူကအမာပြည့်လွတ်လပ်ရေးခေါင်းဆောင်တွေဖြစ်တဲ့ဗိုလ်ချုပ်အောင်ဆန်းဒေါက်တာဘောက်မော်တို့နဲ့ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်ခဲ့ကြပြီးရန်ကုန်မန္တလေးပြင်ဦးလွင်စတဲ့မြို့တွေမှာစစ်စခန်းတွေဖွင့်အိန္ဒိယနယ်ဘစစ်သားတွေကိုပါဆူဆောင်းခဲ့ပြီးဒေလီကိုချီတက်ကြဆိုတဲ့တစ်ကြွေးကြော်အတန်းနဲ့အတူအိန္ဒိယလွတ်လပ်ရေးအတွက်အသက်သွေးတွေပေးဆက်ဖို့အသင့်ဖြစ်နေတဲ့ INA တပ်ဖွဲ့တွေဟာမြန်မာအိန္ဒိယနယ်စပ်ကအင်ဖာနဲ့ကိုဟီမာတိုက်ပွဲတွေစီကိုဂျပန်စစ်တပ်နဲ့တွဲပြီးအပြင်းထန်ထိုးစစ်ဆင်ခဲ့ကြပါတယ်ဒါကြောင့်ဗြိတိရှ်တွေကဂန်ဒီတဲ့ဆိုင်အမပီကိုချစ်ကုတ်ယူပြီးတနက်ပြောင်းမှလှည့်လာတဲ့ဘိုးစစ်စစ်တပ်ကိုပို့ပြီးကြောင်းလန့်ခဲ့ကြရတယ်အဲ့ဒီလိုနဲ့ဒေလီကိုရောက်ဖို့ချစ်တလန်းအလူ1945ခုနှစ်မှာဒုတိယကမ္ဘာစစ်ကြီးကတမျိုးတစ်ပုံပြောင်းလဲသွားခဲ့တယ်။ဘာကြောင့်လဲဆိုတော့အမေရိကန်ဂျပန်ကိုနျူကလ িয়ার ပုံကျဲပြီးချိန်မှာဂျပန်စစ်တပ်ဟာအဘဘကစစ်ရှုံးပြီးလက်နက်ချဖို့အခြေအနေဖြစ်လာတဲ့အတွက်အနာပီက INA စစ်တပ်ကြီးနဲ့ရှေ့ဆက်ဖို့အကျဲသွားခဲ့ရတယ်ဗျ။
ဒါပေမဲ့ဘို့စ်ကတော့လက်မလျှော့ခဲ့ပဲဂျပန်စစ်ရှုံးသွားရင်ဗြိတိရှရဲ့ရန်သူဖြစ်တဲ့ရုရှားစီကိုသွားပြီးအကူအညီတောင်းမယ်တော်လိုင်းရေးကိုဆက်လုပ်မယ်ဆိုပြီးနောက်ထပ်လျှို့ဝှက်စီမံကိန်းတစ်ခုကိုအမြန်ဆွဲခဲ့ပါတယ်အဲ့ဒီလိုနဲ့1945ခုနှစ်ဩဂတ်18ရက်နေ့မှာသူဟာရုရှားနိုင်ငံစီ UTB ထိုင်ဝမ်ကနေလေယာဉ်နဲ့လျှို့ဝှက်ထွက်ခွာခဲ့ပါတယ်ဒါပေမဲ့ကန်ဆိုးကျန်တော့သူစီးလာတဲ့လေယာဉ်ဟာတက်တက်ပြီးတိတ်မချခင်မှာပဲမြေပြင်ပေါ်ပတ်ကျသွားခဲ့တယ်ဘို့စာပြင်းထန်တဲ့မီးလောင်တန်ရာတွေနဲ့ကိုရုံသွားခဲ့တယ်လို့တရားဝင်ထုတ်ပြန်ခဲ့ပေမဲ့သူ့ရဲ့ရုပ်လောင်းကိုဘယ်သူမှသိချင်မမြင်ခဲ့ရတဲ့အတွက်သူတကယ်ပဲလေယာဉ်ပတ်ကျပြီးကိုရုံသွားခဲ့တာလားဗြိတိရှတွေရဲ့ရန်ကနေလွတ်မြောက်ဖို့ရုရှားနိုင်ငံစီကိုတိတ်တိတ်ထွက်ပြီးလွတ်မြောက်သွားခဲ့တာလားဆိုတာကတော့ဒီနေ့အချိန်นี้တမိုင်းရဲ့အကြီးမားဆုံးပိန်လေးတစ်ခုအဖြစ်ကျန်ရနေသေးပါဒါကြောင့်ဘို့စကွယ်လုံးသွားခဲ့ပေမဲ့သူ့မွေးဖွားပေးခဲ့တဲ့တော်လိုင်းစိတ်ဓာတ်ကတင်မသွားခဲ့ပဲမြမမြေပေါ်ကနေသူစတင်ခဲ့တဲ့စစ်ချီပွဲတွေနဲ့လွတ်လပ်ရေးအတွက်သူ့ရဲ့မျက်နှာခံမှုတွေဟာဗြိတိရှတွေရဲ့စစ်တပ်ထဲမှာတာဝန်ထမ်းဆောင်နေရတဲ့အိန္ဒိယစစ်သားတွေကိုဝချစ်စိတ်တွေပြင်းပြင်းထန်ထန်နှိုးကြားလာအောင်တွန်းအားပေးနိုင်ခဲ့ပြီးဒီတော်လိုင်းရေးတော်ရှားမှုကြီးဟာနောက်ဆုံးမှာဗြိတိရှတွေရဲ့အုပ်ချုပ်မှုကိုရိုက်နှက်သွားစေပြီးအိန္ဒိယရဲ့လွတ်လပ်ရေးခရီးကိုအောင်မြင်စေခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်မလို့အိန္ဒိယပြည်သူတွေအတွက်တော့ဂန်ဒီဟာနိုင်ငံတော်ရဲ့လွတ်လပ်ရေးခေါင်းဆောင်ကြီးဖြစ်ခဲ့ပေမဲ့လည်းဘို့စ်ကတော့အိန္ဒိယပြည်သူတွေရင်ထဲမှာသာရတ်တွေကောင်တယောက်ဖြစ်တင်းတာရှင်တဲ့ဖြစ်ပြီးသူစတင်ပေးခဲ့တဲ့ဂျေးဆိုတဲ့ကျွေးရတန်းဟာလည်းအိန္ဒိယလူမျိုးတွေရဲ့ရင်ထဲမှာတင်းတိုင်းပက်တင်ထက်နေစေဖြစ်ပါတယ်